မြတ်စွာဘုရားကဟောတယ်ဒါနသံဗုဒ္ဓနိဘောခာနိလူတိုင်းယခုဘဝရထားတဲ့စီစဉ်ဥစ္စာတွေကိုဒါနကပေးတာလို့ပြောတယ်မြတ်စွာဘုရားဟောတာလို့အဲ့တော့အဲ့ဒါကိုသဘောတူလားမတူလို့ရှိရင်စောရကတက်နိုင်ကိုယ့်ဘကိုကြိုးစားရှာလို့ရမှာနော်ကိုရှာလို့ကိုရတယ်လို့ပြောလို့မရဘူးလားကိုယ့်ဘကိုတနေ့ကုန်တနေ့ကမနေမနာကြိုးစားအထုတ်လို့ရတာဒါနကြောင့်ရတာမဟုတ်ဘူးလို့ပြောချင်ပြောသို့တော့ရှာကြည့်ကြမယ်ရှာတဲ့လူတိုင်းရရဲ့လားနော်ဖားကမှာသွားပြီးတော့ရှားနေတဲ့လူတွေအများကြီးဌာနရှိတဲ့လူကြတော့သူတွေးတဲ့ကြောက်ကတမိုးကြီးတဲ့ကြောက်ဖြစ်နော်ကုသိုလ်ကံပေးမှရတယ်ဆိုတာအမတန်ထင်ရှား